ကျမတို့ပြန်တွေ့ကြပြန်ပြီနော်ကျမရဲ့အရှင်ဗီဒီယိုတွေမှာငွေကိုဘယ်လိုချွေထားရမလဲကျမရဲ့အတွက်ရောဘယ်လိုစနစ်တကျသုံးစွဲရမလဲဆိုတာတွေကိုဆွေးနွေးခဲ့ကြပါတယ်အခုဆိုရင်တငယ်ချင်းတို့စီမှာစုဆောင်းငွေအနည်းနဲ့အများရှိနေလောက်ပြီလို့ယုံကြည်ပါတယ်ဒါပေမဲ့ငွေဆိုတာစုယုံခြင်းမဟုတ်ဘဲနဲ့စနစ်တကျပြန်လည်အသုံးချတတ်မှပွားလာမှာဖြစ်ပါတယ်ရှင်ငွေကိုဒီတိုင်းသိမ်းထားရင်ငွေကြေးဖောင်းဖွားမှုတန်းကြောင့်ပတ်စံရဲ့ဝယ်ယူနိုင်စွမ်းကတပြေးပြေးကျဆင်းလာနိုင်ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့မှာတော့ကျမတို့ချွေထားလို့ရလာတဲ့ငွေပိုးလေးတွေကိုအနေနဲ့ကင်းကင်းနဲ့ဘယ်လိုပွားအောင်လုပ်မလဲဆိုရဲငွေပွားနည်းလေးတွေကိုအသေးစိတ်ပြောပြပေးသွားပါမယ်ရှင်။ချက်နံပါတ်1အနေနဲ့ကတော့ရွှေစုခြင်းပထမဆုံးနည်းလမ်းကတော့မြန်မာလူမျိုးတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ရွှေဆိုတာပါရွှေဆိုတာကမ္ဘာတည်တည်တန်ဖိုးရှိနေမယ့်အရာတစ်ခုပါငွေစက္ကူတန်ဖိုးမငြိမ်မသက်ဖြစ်တဲ့အချိန်မျိုးမှာရွှေကသင်ရဲ့ချွေးနှဲစာကိုအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်ရှင်ဘလို့ဆိုမလဲဆိုရင်ငွေအများကြီးရှိမှရွှေဆိုင်သွားမယ်လို့မစင်စားပါနဲ့အခုဆိုရင်ရွှေပြားလေးတွေရွှေတင်းကားလေးတွေကအစားလေးစိတ်အနှင်းငယ်ကနေဆိုလို့ရနေပါပြီရွှေတဲ့လက်ဝတ်ရတနာဝယ်တာတဲ့ရောတွက်လက်ခမရှိတဲ့ရွှေတုံးရွှေပြားဆိုတာကရင်းနှီးမြှုပ်နှံမှုအတွက်ပို့ပြီးတော့တွက်ချေကြိုက်ပါရရှင်။ချက်နံပါတ်2အနေနဲ့ကတော့မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံမှာဒါကတော့လူအနည်းစုပဲတတိထားမိတဲ့ဒါပေမဲ့အများဆုံးရတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကြီး Warren Buffett ကတော့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာကိုယ့်မြင့်တင်တာပဲလို့ပြောခဲ့ပါရှင်။ကိုယ့်ရဲ့ဝင်ငွေလမ်းစာကိုတိုးခြင်းကိုယ့်ရဲ့အရေးချင်း skill ကိုအရင်တိုးအောင်လုပ်ရပါမယ်။ဥပမာအင်္ဂလိပ်စာသင်တန်းတက်တာ digital marketing လေ့လာတာဒါမှမဟုတ်အခုခေတ်စားနေတဲ့ AI နည်းပညာတွေကိုအသုံးပြုတတ်အောင်သင်ယူရမျိုးပါ။ဒီအရေးချင်းတွေကြောင့်မို့လို့သင်ရဲ့လစာတိုးလာနိုင်တယ်လို့ side business အသစ်တွေကနေလည်းဝင်ငွေထပ်ရလာနိုင်ပါတယ်ရှင်။ဒါကြောင့်ဝေစုလို့ရလာခဲ့ရင်ကိုယ့်ကိုပညာတိုးစေမဲ့စာအုပ်တွေသင်တန်းတွေအတွက်ဖေးထားဖို့မမိပါနဲ့နော်။ချက်နံပါတ်3အနေနဲ့ကတော့ဘဏ်စုဆောင်းဝင်ဖြစ်ပါတယ်ရှင်။တကယ်လို့သင်ဟာစုဆောင်းရမှာကိုကြောက်တဲ့အေးစစ်စစ်နဲ့အတိုးရတာပဲကြိုက်တယ်ဆိုရင်တော့ဘဏ်မှာ fixed deposit ထားတာအကောင်းဆုံးပါ။ဘဏ်မှာငွေထည့်ထားတာကပတ်စံအိတ်ထဲမှာထားတာထက်စိတ်ချရတယ်လို့ကာလရှည်အနံထားရင်လည်းအတိုးနှုန်းပိုရပါတယ်ရှင်။ဘဏ်ရဲ့အတိုးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်ပါတချို့ဘဏ်တွေမှာအထူးအငွေစည်းတွေရှိတတ်ပါတယ်ရှင်ဒီနည်းလမ်းကငွေကိုမဖြုံးမိအောင်ထိန်းထားပေးနိုင်တဲ့အပြင်အိတ်နေရင်းနဲ့တော့ငွေကအနှဲငယ်စီတိုးပွားနေမှာဖြစ်ပါတယ်ရှင်ဒီနေရာမှာကျွန်မအရေးကြီးတာလေးကိုသတိပေးချင်ပါတယ်ရှင်ရင်းနှီးမြှုပ်နှံမှုအကြောင်းပြောတဲ့အခါမှာဒီချက်ကိုပြောလို့မရပါဘူးရှင်too good to be true လို့ခေါ်တဲ့အမှန်ဖြစ်ဖို့ခင်းရင်လောက်အောင်မလုံးပေးရလို့သတိထားပါနော်တစ်ပတ်အတွင်းငွေနှစ်ဆပွားပြီးမဲ့ရှင်းမဆိုင်ပဲငွေတွေအများကြီးရမယ်ဆိုတော့ online လိမ်လည်မှုတွေအရှမ်းကိုများနေပါတယ်ရှင်။ဒါကြောင့်မို့လို့အကျိုးအမြတ်ကကျိုးချောင်းစီလျော်မှုမရှိဘူးဆိုရင်ဒါကလိမ်လည်မှုပဲဖြစ်နိုင်ပါတယ်။ကိုနားမလည်တဲ့အရာမှပြတော့မှငွေပုံအောပြီးတော့မထည့်ပါနဲ့ရှင်။အနည်းချုပ်ပြောရရင်တော့ငွေကိုချွေထားတဲ့ရုံနဲ့မလုံလောက်ပါဘူး။မြုံမြင့်ရှိရှိနဲ့ပြန်ပွားအောင်လုပ်တတ်ဖို့လည်းလိုအပ်ပါသေးရဲ့ရှင်။ကဲဒီဗီဒီယိုလေးကတငယ်ချင်းတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တငယ်ချင်းတို့ရောအခုလောလောဆယ်ငွေကိုဘယ်လိုနည်းလမ်းတွေနဲ့ပွားအောင်လုပ်နေကြလဲ။ဒါမှမဟုတ်ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ချင်လဲဆိုတာကို comment လေးမှာမျှဝေပေးခဲ့ပါအောင်နော်။ကျွန်မလည်းသိချင်လို့ပါ။နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာလေးတွေတင်ပေးသွားမှာမို့လို့ like and subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်။အားလုံးပဲစီးစိမ်ဥစ္စာတွေတိုးပွားပြီးတော့ပုံမကောင်းမွန်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေရှင်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်တတား